Hello အားလုံးမင်္ဂလာပါကျွန်တော်တော့မာနိုင် logistics ကကိုဆိုင်အောင်နာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့အရင်တော့ကျွန်တော်ကဒီ import လုပ်တဲ့လူတွေအတွက်ပေါ့နော် landed cost ကိုဘယ်လိုတွက်လဲဆိုတာကိုမျှဝေထားတာဖြစ်တဲ့အတွက်အခုကျွန်တော်တို့က export လုပ်တဲ့လူတွေကိုကျွန်တော်တို့ FOB cost ပေါ့နော်ကျွန်တော်တို့ FOB ဈေးနှုန်းတစ်ခုကိုနိုင်ငံခြားကကျွန်တော်တို့ရဲ့ buyer တွေကိုထုတ်ရောင်းရပါတယ်အဲ့လိုဈေးနှုန်းထုတ်ရောင်းမှုအတွက်ကိုဘယ်အချက်တွေကိုထည့်ပြီးတော့တွက်ရလဲဆိုတာကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်အဲ့လိုအချိန်မှာကျွန်တော်နံပါတ်1ပေါ့နော်ကျွန်တော်တို့FOB price တစ်ခုကိုထုတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကုန်ပစ္စည်းကိုဝယ်ရတဲ့ဈေးနှုန်းပေါ့နော်ဒါကတော့ကျွန်တော်တို့နံပါတ်1အနေနဲ့ထည့်ရမှာဖြစ်ပါတယ်အဲ့ဈေးနှုန်းကိုမှကျွန်တော်တို့ကဒုတိယအနေနဲ့ဘာပေါင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ inland transportation လို့ခေါ်တော့เนาะပြည်တွင်းမှာကျွန်တော်တို့ကဘာနဲ့ပို့မလဲကားနဲ့ပို့မလားရထားနဲ့ပို့မလားစသဖြင့် transportation cost တစ်ခုရှိပါတယ်ဒါမှသာလျှင်ထုတ်လုပ်တဲ့ပစ္စည်းပေါ့နော်ဒါမှမဟုတ်လို့ရှိရင် manufacturer လုပ်တဲ့ပစ္စည်းစီကျွန်တော်တို့ port ကိုရောက်လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ cost ပေါ့နော်ပစ္စည်းရဲ့တန်ဖိုးပြီးရင်ဝယ်ဈေးပြီးရင်ကျွန်တော်တို့က inland transportation cost ကိုပေါင်းမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်နံပါတ်3အနေနဲ့ကျွန်တော်တို့ဒီပစ္စည်းကိုကျွန်တော်တို့က custom clearance လုပ်ရမှာဖြစ်တဲ့အတွက် custom clearance cost ကိုလည်းကျွန်တော်တို့ကထည့်ပြီးတော့ပေါင်းမှာဖြစ်ပါတယ်နောက်ပြီးတော့ရင်ကျွန်တော်တို့ဒီ export လုပ်တဲ့အခါမှာ advance income tax 2% ကိုကျွန်တော်တို့ကဆောင်ရတာရှိပါတယ်အဲ့အတွက်ဒီ advance income tax 2%ကိုလည်းကျွန်တော်တို့ထည့်ပြီးတော့တွက်မှာဖြစ်ပါတယ်နောက်ပြောလို့ရှိရင်ကျွန်တော်တို့ဒီ buyer နေပြီးတော့ကျွန်တော်တို့တောင်းဆိုတဲ့စာရွက်စာတမ်းတွေရှိပါတယ်ဥပမာ file 2တောင်းတာတို့เนาะ CO ဖောင်တောင်းတာတို့စသဖြင့်ပေါ့เนาะသူတို့ရဲ့ဒီ requirement အတွက်ကျွန်တော်တို့အသုံးပြုပေးရတဲ့ပေါ့เนาะဒီ documentation export documentation ချက်ချက်တွေရှိပါတယ်အဲ့ချက်ချက်တွေကိုလည်းကျွန်တော်တို့ကထည့်ပြီးတော့ပေါင်းအောင်မှာဖြစ်ပါတယ်ပေါ့เนาะပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီစိတ်ကမ်းမှာပေးဆောင်ရတဲ့ချက်ချက်တွေရှိပါတယ်ဥပမာကျွန်တော်တို့ dry ပေါ့เนาะပစ္စည်းတွေက dry container တွေကိုသုံးလို့ရှိရင်အဲ့ချက်ချက်ကတိတ်ပြီးတော့မတိတာဘူးဆိုပေမဲ့ကျွန်တော်တို့ကဒီ refer container လို့ဟာမျိုးလို့ဆိုရှင်ကျွန်တော် plug on ထားရတာဖြစ်တဲ့အတွက်စိတ်ကမ်းမှာပေးရတဲ့ဒီချက်ချက်တွေဒီများလေးရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးပေါင်းထားရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအထွေထွေကုန်ကျစရိတ်လည်းအနည်းချင်းရှိနိုင်ပါတယ်ဒါလေးတွေကိုလည်း estimated cost အနေနဲ့ခံမှန်းပြီးတော့ပေါင်းထားရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော် exporter တွေကသတိထားရမယ့်ချက်ကကျွန်တော်တို့စီရလာတဲ့ဒေါ်လာကိုပေါက်ဈေးတန်းတစ်ခုပေါ့နော်ဥပမာ4300ပေါက်လို့4300နဲ့ကျွန်တော်တို့စီမရပါဘူးကျွန်တော်တို့နိုင်ငံတော်ဘူပန်ကို15ရာခိုင်နှုန်း2100နဲ့ရောင်းပေးရပါတယ်ကျန်တဲ့ဟာကိုကျွန်တော်တို့ AD ဘန်ကိုလည်းဈေးနှုန်းတစ်ခုနဲ့ရောင်းပေးရပါတယ်အခုနောက်ပိုင်းကျွန်တော် AD ဘန်ကနေပြီးတော့ဖြတ်ယူတဲ့ဈေးနှုန်းတွေကအရင်နှိမ့်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီကွာဟမှုပေါ့နော်အဲ့ဒီပြင်ပပေါက်ဈေးတစ်ခုနဲ့ကျွန်တော်တို့တကယ်ရတဲ့ earning ဒေါ်လာနဲ့ဂျာကွာဟမှုစီ gap တော်တော်လေးကြီးပါတယ်အဲ့ဒီ cost ကိုလည်းကျွန်တော်တို့ကထည့်ပြီးတော့ပေါင်းအောင်မှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ကဒီ FOB price တစ်ခုကိုမှန်မှန်ကန်ကန်ထုတ်ပြီးတော့နိုင်ငံခြားက buyer ကိုပေးနိုင်မှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ကရောင်းလို့ရှိရင်ကျွန်တော်တို့မရှုံးမဲနဲ့ပေါ့နော်profit ရမှာဖြစ်ပါတယ်အားလုံးအကျိုးတစုံတရာရမယ်လို့လည်းယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်